အဲ့တော့ဒီဘဝမှာအဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်ရုပ်အကြောင်းနာမ်အကြောင်းသင်တဲ့အခါမှာနောက်ဆုံးမှာဒီဘဝမှာမရင်ကျက်သေးလို့ဖြစ်စေမိမိရဲ့စွမ်းအားတတ္တိတွေမပြည့်စုံသေးလို့ဖြစ်စေတရားတို့တရားမြတ်မရဘူးဆိုရင်နတ်ပြည်ရောက်တဲ့အခါမှာနတ်ပြည်မှာဘုရားပြိဋိဘံစံသွားတာပူပူနွေးနွေးပဲရှိသေးတယ်လူသက်တမ်းနဲ့သာကြာပြီးနှစ်ပေါင်း2500ကျော်သွားပြီဆိုတော့နတ်သက်တမ်းနဲ့ကျတော့ခဏလေးပဲရှိတော့မယ်အဲ့တော့နတ်တီပြောတဲ့တရားကိုနာရလိုက်လို့ရှိရင်နတ်ပြည်ရောက်ရင်တရားတို့တရားမြတ်ရဖို့ရှိတယ်ပေါ့အဲ့ဒါတောင်မှမရဘူးလွဲချော်သွားအောင်ပဲဆိုလို့ရှိရင်နောက်ဆုံးမှာကိုသင်လာတဲ့စွမ်းအားတတ္တိကဘလောက်ကြီးမားတယ်ဆိုတဲ့ပုံမှာမူတည်ပြီးတော့မသိချင်တဲ့ကဘာတသိဖြည့်လာတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်နော်အရိမတိယဘုရားမပွင့်ခင်ပြစ္ဆေကဗုဒ္ဓလည်းဖြစ်နိုင်တာပဲပေါ့ဒီလိုဆိုလို့တာနော်ဒါကတော့ပါရမီဖြည့်ထားတဲ့အတိုင်းဖြစ်မှာပေါ့အမှန်သိဉာဏ်များဆိုရင်တော့တရားဥတရားများရလာနိုင်တယ်ပေါ့ဒါကြောင့်မို့လို့အဘိဓမ္မာသင်ယူခြင်းသည်သမ္မာဒိဋ္ဌိဉာဏ်ကိုရင့်တန်စေတယ်ရင့်တန်စေနိုင်တယ်ဆိုတာဒါမှန်ကန်တဲ့စကားတစ်ခုပဲအသိဉာဏ်ကိုရင့်တန်စေတယ်သမ္မာဒိဋ္ဌိဉာဏ်ရင့်တန်ဖို့အတွက်သင်ရမယ်သင်ယူခြင်းကစတယ်ဒါကြောင့်ဝိသုဒ္ဓိဘက်မှာပညာဘာဝနာဆိုပညာကိုဖြစ်အောင်လုပ်တဲ့အခါမှာရှေ့ဥစွာပညာဘူမိပညာတိုးတက်ဖို့ရအတွက်သင်ယူရမယ့်အချက်တွေကိုအရင်ပြတယ်ပြပြီးတဲ့အခါမှာပညာမူလတဲ့ပညာရဲ့အခြေခံကိုတခါဖော်ပြတယ်အဲ့ဒီပညာဖြစ်ဖို့အတွက်အခြေခံတွေကဘာတွေတုံးဆိုသီလဝိတ္တုနဲ့စိတ်တဝိတ္တုဆိုလိုတာကသီလနဲ့သမာဓိပဲကိုချင်းသီလပြည့်စုံတယ်သမာဓိဖြစ်ပါတယ်ဒီနှစ်ခုကလည်းဆက်ဆက်ထားတာကြည့်လိုက်မယ်ဆိုလို့ရှိရင်သီလနဲ့သမာဓိဆိုတာမဂ္ဂင်၈ပါးတွေကအရေးပါတဲ့ဟာတွေပဲလေအဲ့ဒါကြောင့်မလို့သီလကိုအရင်ပြည့်စုံဒါဖြင့်သီလကဘယ်သူ့ကိုအကျိုးပြုတာတော့ဆိုသမာဓိကိုအကျိုးပြုတာသီလဒါမို့သီလနဲ့ဆက်ဆက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တန်ရှိတယ်သီလံအဝိပ္ပိတာရယသီလရှိလို့ရှိရင်စိတ်နှလုံးရွှင်သာတယ်စိတ်နှလုံးအေးချမ်းတယ်စိတ်နှလုံးအေးတော့ဘာဖြစ်လဲပမောဇ္ဇဝမ်းမြောက်တယ်ဝမ်းမြောက်တော့ဘာဖြစ်လဲပိဋိနှစ်ချိုက်တယ်နှစ်ချိုက်တော့ဘာဖြစ်လဲပတ္တတိငြိမ်းချမ်းတယ်ငြိမ်းချမ်းတော့ဘာဖြစ်လဲဒုက္ခချမ်းသာတယ်ချမ်းသာတော့ဘာဖြစ်လဲသမာဓိစိတ်တည်တယ်တော့သီလ